အားလုံးပဲမင်္ဂလာပါနော်မိတ်ဆွေတို့နေကောင်းကြမှာကြတယ်မလားနေ့တစ်ခုရှိန်ခါသမျှမှာမိတ်ဆွေတို့ရဲ့လိုအင်ဆန္ဒအစရအားလုံးအဆင်ပြေရှော့မွေ့ပါစေစရနှစ်တင်မှာစိတ်ချမ်းသာရေးကိုယ်ချမ်းသာခြင်းနဲ့လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ကျွန်တော်အနေဖြင့်ကျွန်တော်ရဲ့ channel လေးကနေဆုမွန်ကိုတောင်းပေးလိုက်ပါတယ်ကဲဒီနေ့မှာကျွန်တော်ပြောချင်တာကလူတိုင်းအတွက်လောကမှာရှင်သန်နေထိုင်သမျှကာလတစ်လျှောက်မှာမရှိမဖြစ်လိုအပ်ပြီးဖြည့်ရှင်းနေရတဲ့စကလုံးတစ်လုံးရှိပါတယ်။အဲ့ဒီစကလုံးကတစ်လုံးတည်းဆိုတော့ငါလည်းလောကကြီးမှာသူနဲ့မှဖြည့်ရှင်းမှအဆင်ပြေနိုင်ပါတယ်။အဲ့ဒါကတော့ငွေဆိုတဲ့စကလုံးတစ်လုံးပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းရင်းနှီးပြီးသားတော့ထင်ပါတယ်ငွေဆိုတာ။ဒီနေ့အဲ့ဒီငွေလေးနဲ့ပဲပတ်သက်ပြီးတော့ကျွန်တော်ဖတ်ပူခဲ့တဲ့စာအုပ်လေးတို့အကြောင်းကိုမျှဝေပေးသွားပါမယ်။လောကမှာကျွန်တော်တို့အားလုံးကရှာဖွေနေကြပေမဲ့ဘယ်တော့မှလက်ထဲမှာမြဲမနေတဲ့ဒီငွေဆိုတဲ့အရာကိုမိတ်ဆွေတို့အနေနဲ့ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုကျွန်တော်ဒီစာအုပ်ကိုဖတ်ခဲ့ပြီးမှပဲသဘောပေါက်တော့ဒီအဲ့ဒီစာအုပ်လေးကလူတော်တော်များများလည်းဖတ်ခဲ့ဘူးလို့တော့ထင်ပါတယ်ဒီစာအုပ်လေးကတော့ဆရာဖေမြင့်ဘာသာပြန်လာတဲ့ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကမ္ဘာအချမ်းသာဆုံးမြို့တော်ဖြစ်ခဲ့တဲ့ဘေဘီလုံကတထေးကြီးတွေရဲ့ရှို့ဝှက်ချက်တွေကိုပုံပြင်လေးတစ်ပွဲနဲ့ရေးသားထားတာဖြစ်ပါတယ်ကျွန်တော်အနေဖြင့်ဒီစာအုပ်လေးကိုဖတ်ကြည့်လိုက်တဲ့အခါမှာငါတို့ငွေရှာနေတာနီလန်းများမားနေသလားစတဲ့မိကုန်းတွေကိုသိလိုက်ရတာပေါ့ကဲကျွန်တော်အနေဖြင့်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်သိလိုက်ရတဲ့အနှစ်သာရအရသာတွေကိုမိတ်ဆွေတို့ကိုအသေးစိတ်ပြန်ပြီးမျှဝေပေးသွားမှာမို့အဆုံးထိနားထောင်ကြည့်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ဒီစာအုပ်ထဲမှာအားကဲဆိုတဲ့ဘီဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးကသင်ခန်းစာတွေပေးထားတယ်အဲ့ဒီသင်ခန်းစာတွေကယူတက်လျင်မိတ်ဆွေတို့ရဲ့လက်တွေ့ဘဝမှာတကယ်အသုံးဝင်မဲ့သင်ခန်းစာလေးတွေပဲဖြစ်ပါတယ်အဲ့ဒီထဲကကျွန်တော်အကြိုက်ဆုံးသင်ခန်းစာကတော့ကိုယ့်ရဲ့ဝင်ငွေထဲကတစ်စိတ်တစ်ပိုင်းကိုကိုယ့်အတွက်အရင်ဖယ်ထားပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ပတ်စံကိုပေါ့နော်ကိုယ့်ရဲ့ဝင်ငွေထဲကတစ်စိတ်တစ်ပိုင်းကိုအရင်ဖယ်ထားပါပေါ့အဲ့ဒါကတော့ကိုရလာတဲ့ဝင်ငွေထဲကတချို့ကိုကိုယ့်အတွက်အရင်စုဆောင်းပါလို့ပြောချင်တာပါကျွန်တော်အပါဝင်လူတော်များများကများသောအားဖြင့်ငွေရလာရင်အိမ်လာကားတွေပေးမယ်အိမ်မှာလိုအပ်တာတွေဝယ်မယ်သူတို့ဘာပေးစရာရှိတာတွေအရင်ပေးကြတယ်အဲ့ဒါတွေကတော့ပေးလို့ရပါတယ်ဒါပေမဲ့မလိုအပ်ဘဲနဲ့ဟိုနေရာမှာသုံးလိုက်ဒီနေရာမှာဝယ်သုံးလိုက်နည်းနည်းလေးထွက်သွားတယ်ဆိုပေမဲ့အဲ့နည်းနည်းလေးထွက်သွားတာလေးကတစ်ချိန်ကျရင်ကိုယ့်ကိုအရန်စကားတွေအများကြီးပြောရနော်အဲ့နည်းနည်းလေးကြောင်းရလေးကအကက်ကဒီစာအုပ်ထဲမှာဘာပြောထားလဲဆိုတော့မင်းရသမျှဝင်ငွေရဲ့အနည်းဆုံး10%ကိုဘယ်တော့မှမသုံးဘဲနဲ့ကိုယ့်အတွက်သီးသန့်သိမ်းထားပါတဲ့ဥမာ1000ရရင်1000ဖြစ်ဖြစ်900ဖြစ်ဖြစ်300ရရင်1000ဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးသိမ်းစီတာပါပေါ့နော်ကိုယ့်အတွက်သီးသန့်ဖယ်ထားပါပေါ့အဲ့လိုသိမ်းလို့ရလာတဲ့ငွေတွေကိုလည်းမင်းအနေနဲ့ငွေကျွန်းတွေအဖြစ်မွေးမြူဖို့မျိုးစေ့ပဲလို့သူကဆိုထားတယ်နည်းနည်းရှုပ်သွားလားငွေကျွန်းဆိုတာကကိုသိမ်းစီထားတဲ့ငွေတွေကိုစုထားတဲ့ငွေတွေကိုတခြားနေရာမှာသုံးလို့ရတာကိုပြောချင်တာဖြစ်ပါတယ်ကျွန်တော်လည်းအခုနောက်ပိုင်းအဲ့လိုလုပ်ကြည့်တယ်ကိုမှပိုရှန်တဲ့ငွေတွေရှိလာရင်အဲ့လိုမျိုးတခြားနေရာမှာရင်းနှီးမြှုပ်နှံတာတွေအဲ့လိုမျိုးတခြားနေရာမှာငွေတို့ရှိစားလိုက်တာတွေအဲ့လိုမျိုးတွေလုပ်ကြည့်ရပေါ့နော်တကယ်ကိုယ့်အတွက်ထူးခြားလာတယ်တွေ့လာရတာဖြစ်ပါတယ်ဒီစာအုပ်မှာနောက်ထပ်သင်ခန်းစာကတော့ငွေကြီးအသုံးစရိတ်ကိုထိန်းချုပ်ရေးပဲဖြစ်ပါတယ်ယနေ့ခေတ်အတိုင်းကျွန်တော်တို့နေထိုင်တဲ့မြန်မာနိုင်ငံအနေဖြင့်ဆိုရင်သိတဲ့အတိုင်းပဲမိတ်ဆွေတို့ငွေကိုထိန်းချုပ်ဖို့ကအရင်ခက်ခဲတာကျွန်တော်အနေဖြင့်လည်းနားလဲပါတယ်အဲ့ဒီမျိုးခက်ခဲတဲ့အကြောင်းအောင်သို့တော်လည်းအတက်နိုင်ဆုံးကတော့ထိန်းချုပ်နိုင်ရင်ကောင်းတာပေါ့မိတ်ဆွေတို့အနေနဲ့ဒါပေမဲ့လူတွေကမိကိုတွေအများကြီးမေးကြတယ်အခုခေတ်မှာငါရဲ့ဝင်ငွေနဲ့ထွက်ငွေကမလောက်ငါတာရလာတဲ့ငွေလေးနှစ်ပြားတစ်စီးဘယ်လိုမျိုးထိန်းရမလဲအဲ့လိုမျိုးပြီးကိုပြန်ပြီးတော့မိကိုနေမေးတယ်တခြားလူတွေမိကိုနေမေးတယ်ဘယ်လိုလုပ်ပြီးငါအနေနဲ့10ပုံတပုံဖယ်ထားနိုင်ရမလဲစတဲ့မိကိုနေအများကြီးပဲမေးကြတယ်လူတွေကအဲ့ဒါကိုကျွန်တော်အနေဖြင့်အကြံပေးချင်တာကမလိုအပ်ဘဲနဲ့အသုံးစရိတ်တွေကိုထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်မလိုအပ်ပဲအသုံးစရိတ်ဆိုတာကကိုယ့်အတွက်တကယ်အရေးတကြီးမလိုအပ်ပဲနဲ့သုံးနေတဲ့အသုံးစရိတ်တွေကို short သုံးဆွဲလိုက်ရင်ပိုအဆင်ပြေမယ်လို့ပြောချင်တာပါကျွန်တော်တို့ရဲ့
အလိုဆန္ဒတွေကအများတဲ့ဝင်ငွေထက်ထွက်ငွေကများနေတာကသဘာဝပါပဲဒါပေမဲ့ဒီစာအုပ်မှာပြောတာကတော့မင်းရဲ့လိုအပ်ချက်ထက် need နဲ့အလိုဆန္ဒ want ကိုတေချာခွဲခြားတတ်ဖို့လိုပါတယ်ကျွန်တော်တို့အနေဖြင့်တကယ်လိုအပ်လို့ဝယ်တာလားဒါမှမဟုတ်ခဏတာပျော်ရွှင်ခြင်းလို့ဝယ်တာလားဆိုတာကိုစမ်းစစ်ကြည့်ဖို့လိုပါတယ်ကျွန်တော်ပြောချင်တာကပတ်စံပိုရှန်နေတဲ့သူတွေကိုပြောလို့ချင်းမဟုတ်ပါဘူးပတ်စံသုံးမကုန်အောင်ရှိနေသူတွေကလည်းကျွန်တော်တို့ထပ်တောင်ပတ်စံကိုဘယ်လိုစီးနဲ့ကန်းနဲ့သုံးနေရမလဲဆိုတာကိုကျွန်တော်တို့ထပ်တောင်ပိုသိတယ်ကျွန်တော်ဒါကိုလက်တွေ့မှာအဲ့လိုမျိုးပတ်စံတွေဖယ်ရှားပြီးတော့အတုံးစိတ်တွေ short ကြည့်တာတလားမှာမလိုအပ်ပဲနဲ့ကုန်ချငွေတွေကိုအများကြီးရှိနေတာကိုတွေ့လိုက်ရတယ်ဥမာအသေးဖွဲလေးတွေကအစပေါ့နော်အားနေရင်တငယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့သွားပြီးလက်ဖက်ရည်စမ်းထိုင်တာလို့စားတဲ့ဟိုနေရာလျှောက်သွားလိုက်ဒီနေရာလျှောက်သွားလိုက်အဲ့လိုမျိုးတွေအဲ့ဒါလေးတွေကိုမိတ်ဆွေတွေအနေနဲ့မလုပ်ပဲနဲ့ထိန်းချုပ်နိုင်လိုက်ပြီဆိုရင်မိတ်ဆွေတို့အနေဖြင့်10ခိုင်လို့စုဖို့ဆိုတာမခက်ခဲတော့ဘူးဒီစာအုပ်လေးကငွေတွေကိုထိန်းချုပ်ပြီးပြီဆိုရင်ငွေတွေကိုအလုပ်လုပ်ခိုင်းပါဆိုတဲ့အကြောင်းအရာလေးတွေကိုရေးသားထားတယ်နည်းနည်းကောင်းချုပ်သွားတာကျွန်တော်လည်းဖတ်တော့အရန်ကောင်းချုပ်တယ်နှစ်ခေါက်သုံးခေါက်ပြန်ဖတ်ရတယ်ဒီစာအုပ်နည်းနည်းကောင်းချုပ်သွားလားဆိုတော့ငွေကိုအလုပ်လုပ်ခိုင်းပါဆိုတာကိုကျွန်တော်ရှင်းပြမယ်ငွေကိုအလုပ်လုပ်ခိုင်းပါဆိုတာကဲကျွန်တော်တို့နေဖြင့်ငွေတွေကိုစုနိုင်သွားပြီဆိုပါတော့ရလာတဲ့အဲ့ဒီစုထားတဲ့ငွေတွေကထိန်းချုပ်ထားတဲ့ငွေတွေကိုမိတ်ဆွေတို့အနေဖြင့်ဘယ်လိုလုပ်မလဲဥမာစုမလားဘဏ်ကောင်မှာစုမလားတခြားနေရာတစ်ခုမှာစုမလားလို့ကျွန်တော်အနေနဲ့မေးဖို့မေးချင်တယ်မိတ်ဆွေတွေကဟုတ်တယ်ငါအဲ့မှာပဲစုတယ်ပါညာအဲ့လိုမျိုးတော့မဖြေပါနဲ့ဒီစာအုပ်မှာကအကက်ကဘာပြောထားလဲဆိုတော့မင်းရဲ့စုထားတဲ့ငွေကိုမင်းရဲ့ထိန်းချုပ်ထားတဲ့ငွေကိုမင်းနေဖြင့်ရွှေတန်းကားလေးရွှေပတ်စံလေးတွေရွှေငွေလေးတွေပွားအောင်ကလေးတွေမွေးခိုင်းပါပေါ့အဲ့လိုမျိုးကလေးတွေမွေးခိုင်းပါဆိုတာပတ်စံတွေပွားများအောင်ကိုယ်အနေနဲ့ဘယ်လိုမျိုးရင်းနှီးမြုပ်နှံရမလဲဆိုတော့ဒီစာအုပ်မှာဒီလိုလေးရေးသားတာဖြစ်ပါတယ်တကယ်တော့မိတ်ဆွေတို့မှာပတ်စံကိုစုထားတာထက်တနေရာမှာရင်းနှီးမြုပ်နှံလိုက်ပါဆိုတာကိုပြောလိုက်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာသတိထားရမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒီသတိထားရမယ့်အချက်ကလည်းအလွန်အရေးကြီးပါတယ်ကျွန်တော်တို့အနေဖြင့်ငွေစစုမိပြီဆိုရင်လောဘကတက်လာပြီမြန်ရှမ်းသာခြင်းပဲမြန်ကြီးပွားခြင်းမြန်ပတ်စံတွေဝင်ခြင်းပဲအဲ့လိုမျိုးစတဲ့အလွယ်လန်းတွေကိုလိုက်တက်ကြတယ်အဲ့ဒါတော့လူတဘာဝပါပဲအခုခေတ်အတိုင်းတာရဆိုပို့ဆိုတာပေါ့ online ကငွေလိမ်တွေကများတယ်ဟိုနေရာမှာလာမြုပ်နှံလိုက်1000လောက်ထည့်လိုက်ဒီနေရာမှာပတ်စံ3သိန်းလောက်ရရမယ်စလွယ်လန်းတွေလိုက်ကြတာပေါ့အဲ့ဒီအတွက်ကြောင့်ဒီစာအုပ်မှာအကက်ကဘာပြောထားလဲဆိုတော့သူကြုံတွေ့ရတဲ့ဥပမာလေးတွေပေးထားခဲ့အဲ့ဒါကတော့သူတဲ့ပထမဆုံးအနေနဲ့အစုထားတဲ့ငွေတွေကိုတဲ့အုပ်ဖို့သမားစီကိုသွားပြီးတော့တဲ့ရတနာတွေသွားဝယ်ခိုင်းတာတဲ့ပတ်စံတွေအားလုံးဆုံးရှုံးခဲ့ဘူးတဲ့စဉ်းစားကြည့်လေအုပ်ဖို့သမားစီသွားတော့ရတနာတွေသွားဝယ်ခိုင်းတယ်ဗျာရတနာသွားဝယ်ခိုင်းတော့အုပ်ဖို့သမားအုပ်အကြောင်းပဲသိမှာပေါ့ရတနာအကြောင်းတွေဘာသိမှာလဲပတ်စံကဆုံးရှုံးမှာပေါ့အဲဒါကြောင့်သင်ခန်းစာကဘာလဲဆိုတော့ကျွမ်းကျင်သူတွေနဲ့ပဲတိုင်ပင်မှာအလွယ်လန်းယုံကြည်မှုတွေကိုအရင်မမျှပါနဲ့ရတနာအကြောင်းသိရင်ရတနာကုန်သည်စီကိုသွားအုပ်အကြောင်းသိရင်အုပ်ဖို့သမားစီကိုသွားကိုနားမလဲတဲ့အလုံးမှာလွယ်လေးနဲ့ရင်းနှီးမြုပ်နှံတာမျိုးကိုမလုပ်ဖို့ဒီစာအုပ်ကသတိပေးထားပါတယ်ဒီစာအုပ်လေးကိုနားထောင်ရတာမိတ်ဆွေတို့နေဖြင့်အနှစ်သာရအရသာရှိလာပြီလို့မျှော်လင့်ပါတယ်ဒီစာအုပ်လေးကသင်ခန်းစာတွေအများကြီးရှိသေးပေမဲ့ကျွန်တော်အနှစ်သက်ဆုံးစကားလုံးကတော့အခွင့်အလမ်းဆိုတာတဲ့စ조사အားထုတ်သူတွေစီကိုပဲလာတက်တာဆိုတဲ့အချက်ပဲဖြစ်တယ်ကောင်းတယ်နော်အခွင့်အလမ်းဆိုတာစ조사အားထုတ်သူတွေစီကိုပဲလာတက်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တချို့တော့လူအများကတော့ကံကောင်းခြင်းကိုထိုင်စောင့်နေရတာတက်လူတချို့ရှိတယ်အဲ့လိုမျိုးငါကံကောင်းမယ်တိန်တီတွေထိုးလိုက်ဟိုဟာထိုးလိုက်ဒီလာထိလိုက်ကံကောင်းမယ်အဲ့လိုမျိုးကံကောင်းမယ်လူတချို့ကတက်ကိုရှိတယ်ဒါကြောင့်ကံကောင်းခြင်းဆိုတာထိုင်စောင့်နေလို့ရတာမဟုတ်ဘူးအခွင့်အရေးရလာတဲ့အချိန်မှာကိုယ့်ဘက်ကအစဉ်သင်ဖြစ်နေဖို့လိုအပ်တယ်ဆိုတာကိုဒီစာအုပ်လေးမှာရေးသားထားတာဖြစ်ပါတယ်ကဲမိတ်ဆွေတို့အနေဖြင့်ဒီနေ့ကနေစပြီးတော့ဒီအချက်3ချက်လေးကိုလိုက်လို့ကြည့်ပါလို့ကျွန်တော်အနေဖြင့်တိုက်တွန်းချင်ပါတယ်ပထမဆုံးချက်အနေနဲ့ဝင်ငွေရဲ့10%ခိုင်နှုန်းအရင်ဖယ်တတ်အောင်ကြိုးစားပါအသေးဖွားလေးတွေဖယ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်အနေဖြင့်ယုံကြည်ပါတယ်
နံပါတ်2ကတော့မလိုအပ်တဲ့အသေးအမွှားအသုံးစရိတ်လေးကိုအစရှော့သုံးပါမလိုအပ်ဘဲနဲ့ဟိုနေရာသွားဟိုလက်ဖက်ဆိုင်တိုင်းဒီဟာဆိုင်ထိုင်းအဲ့လိုမျိုးဟာတွေကိုရှော့ပါပြီးတော့ကို need and want ကိုခွဲခြားတတ်ပါစေကိုတကယ်လိုအပ်လို့ဝယ်တာလားမလိုအပ်ဘဲနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုခဏတာအတွက်ဝယ်တာလားဆိုတော့ကိုခွဲခြားတတ်ပါစေနံပါတ်3ကတော့စုထားတဲ့ငွေတွေကိုမှန်ကန်တဲ့နေရာများမှာရင်းနှီးမြှုပ်နှံပါဥပမာစောနာပြောခဲ့သလိုအုပ်ဖို့သမားစီသွားပြီးတော့ရတနာသွားဝယ်ခိုင်းတာတို့ဟုတ်တယ်မလားဘာမှအကြောင်းမသိပဲကိုယ့်ဟာကိုဆုံးရှုံးသွားတာပေါ့အဲ့ဒါကြောင့်ကိုကျွမ်းကျင်တဲ့နေရာမှာရင်းနှီးမြှုပ်နှံပါကဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့လည်းဘီလုံးကတတိကြီးလိုပဲအချိန်တန်ရင်ကြွယ်ဝချမ်းသာလာမှာအသေးချာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းကျွန်တော်အနေဖြင့်မျှော်လင့်ပါတယ်ဆရာဖေမြင့်ရေးသားထားတဲ့ဒီစာအုပ်လေးကိုမဖတ်ရသေးတဲ့မိတ်ဆွေတို့အနေဖြင့်လည်းအချိန်ရရင်အစအဆုံးဝယ်ဖက်ကြည့်ဖို့ကျွန်တော်အနေဖြင့်တိုက်တွန်းချင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နှစ်သစ်မှာအားလုံးပဲမိတ်ဆွေတို့အားလုံးပဲကြွယ်ဝချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေဖြင့်ဆုမွန်ကောင်းတောင်းပေးပါရယ်နောက်ထပ်ဘူးသူတာလေးတွေလည်းမျှဝေပေးသွားပါမယ်မိတ်ဆွေတို့အနေဖြင့်တစ်ခုခုရခဲ့တယ်ဆိုရင် comment မှာ yes လို့ဖြေသွားခဲ့ပေးပါ thought are food for the brain အတွေ့တွေကဥနောက်အတွက်အာဟာရဖြစ်ပါတယ်အဲဒါကြောင့်ကောင်းသောအတွေ့အများကိုတွေးပါကျေးဇူးပါမိတ်ဆွေတို့အနေဖြင့် see you next video